တန်ငါသည်တယောက်ကထူးဆန်းတဲ့ပင်လယ်သတ္တဝါတစ်ကောင်ကိုဖမ်းမိခဲ့တယ်။အဲ့ဒီညမှာပဲကင်းဆောင်နေတဲ့စစ်သားတွေမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။မာကျောတဲ့မြေပြင်အောက်ကနေရေတွေစိမ့်ထွက်လာပြီးမြေပြင်ကရွှွတ်နွံအိုင်ဖြစ်ပြောင်းလဲသွားတယ်။ဟာဒါဘာဖြစ်တာလဲ။နောက်ထပ်စစ်သားတစ်ယောက်ကသူ့အဖေကိုဆွဲတင်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။ဖျားရေမျက်နှာပြင်ပေါ်မှာအမောင်ရိပ်တစ်ခုပေါ်လာပြီးအလောင်းကဆွဲခေါ်သွားခြင်းခံလိုက်ရတယ်။အလောင်းတွေရောစစ်သားတွေရောပျောက်ကွယ်သွားခဲ့ပါပြီ။ကျွန်တော်တို့အဲ့ဒီခန်းထဲကိုဝင်သွားတဲ့အချိန်မှာတော့မြေပြင်ကပြန်ပြီးမာခဲသွားပြန်တယ်မြေပြင်ပေါ်မှာဖူးဖူးလေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကစစ်သားထိုင်ခဲ့တဲ့ကလတ်ထိုင်တိကျပါပဲဗိုလ်ချုပ်ကဝေါ်ကီတော်ကီစကားပြောဆက်ကိုကင်ပြီးပျောက်ဆုံးသွားတဲ့စစ်သား2ယောက်ကိုခေါ်ကြည့်တယ်မမျော်လင့်ပဲမြေအောက်ထဲကနေအတန်တစ်ခုထွက်ပေါ်လာပါတယ်ကျွန်တော်တို့ချက်ချင်းပဲမြေကြီးကိုတူးကြည့်လိုက်ကြတယ်ဟာသွားပြီးအဲ့ဒါလက်တစ်ဖက်ပြစခန်းအပြင်ဘက်မှာအချက်ပေးတန်တွေဆူညံသွားတယ်ပင်လယ်နားမှာနောက်ထပ်အမည်မသိသက်ရှိတစ်ခုပေါ်လာတယ်ကြည့်ရတာစစ်ဆက်ညီနိုင်မှုရောက်လာတဲ့ပုံပဲအဲ့ဒီနောက်မှာတော့လူတစ်ပိုင်းငါးတစ်ပိုင်းမတ်ဖုတ်အုပ်စုကြီးတစ်ခုရေပေါ်ကိုတက်လာတယ်ငါတို့လာခဲ့ပြီးငင်းချမ်းရေးရှိသေးရဲ့လားအေယာမပင်လယ်တတဝါကြီးတွေကဘာအနှံ့မှာစတင်ပေါ်ပေါက်လာပြီးအင်အားတောင့်တင်းလာတဲ့လူတစ်ပိုင်းငါးတစ်ပိုင်းစစ်တပ်ကြီးတွေလည်းပါလာပါတော့တယ်